မင်္ဂလာပါရှင်။ပကံလက်ဆောင်ဆိုရင်ပုံဝင်ကြီးကတော့မပေါဖြစ်ပဲနော်။ဒီနေ့တော့ကျမတို့ရဲ့ရိုးရာပုံဝင်ကြီးလုံလေးလေးကိုမျှပေးသွားမှာမို့လို့အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ရှင်။ပုံဝင်ကြီးအတွက်ဆိုပဲပိစက်ကအကောင်းဆုံးပဲ။ပဲပိစက်ကတခြားပဲတွေထက်ပိုလေးပင်နဲ့ရတာကိုရစေတယ်လေ။အရင်ဆုံးပဲတွေကိုတတ်ဆင်သွားအောင်ရေနဲ့ထပ်ထပ်ဆေးပေးရပါတယ်ရှင်။ပြီးရင်တော့ပဲတွေကိုရေပြည့်ထည့်ထားတဲ့ဖြင်းအိုးကြီးထဲမှာနူးအိနေအောင်ပြုတ်ရမယ်။ပဲတွေနူးလာရင်အရေးကဒီလိုတက်ခါအောင်လေးပြောင်းလာရောအနက်လေးကလည်းမှုေးနေတာပဲအခုပဲဘက်တွေကိုဆက်လိုက်ပြီဒီပဲတွေကိုလည်းနီလိုင်းမြော်ပြန်ရောက်လို့ရသေးတယ်နော်ကြံခဲ့တဲ့ပဲရည်တွေကိုတော့စင်အိုးရဲထည့်ပြီး9ရက်ကနေ9ရက်ထိအချင်းဖောက်ရပါတယ်အချင်းပေါက်လာပြီဆိုရင်တော့ပုံဝင်ကြီးရဖို့တစ်ခါပြန်မြုပ်ကျွတ်ဆက်ရပါတော့မယ်အရေးကြီးဆုံးကရောင်းမနဲ့မနာနဲ့မှွေပေးဖို့ပါပဲမှွေတာမငြင်းရင်ခဲသွားတတ်တယ်လေပဲရည်ဟာကြက်မီတန်းတို့ဖြစ်လာပြီကြည့်ပါဦးဒါဆိုမြို့ဘော်ကချဖို့အချိန်ကြီးလာပြီပေါ့တင့်တော်တဲ့အချိန်မှာမြို့ဘော်ကချပြီးပြီဆိုရင်အသင့်စီးထားတော့မြို့အိုးအစ်ကလေးတွေကိုခတ်ထည့်လိုက်တော့မယ်နော်ပြီးတော့လေတလက်ရင်မှုတ်တက်တာကြောင့်မှုမတက်အောင်လို့အပေါ်ကနေနှမ်းစီလေးလောင်းထည့်ထားရပါတယ်ရှင်အခုဆိုရင်တော့လက်ဆက်တဲ့ပကံရိုးရပုံဝင်ကြီးစစ်စစ်လေးရပါပြီနော်စားကြပါအောင်ရှင်ကဲနောက်ထပ်ဘလော့လေးတွေမှာပြန်တွေ့ကြမယ်နော်တတာ